ရဲ့ pen holder လေးရှိတယ်ဒီ pen holder လေးရဲ့ tattoo အပေါက်လေးပဲမှာဒီမှာသူကဒီအမြင့်စံလေးကို tattoo ပေါက်လေးပဲကိုထည့်လိုက်မယ်နော်ဒီသူ click ဆိုတဲ့အတန်လေးနဲ့ဒီထက်ဝင်လာပြီဆိုရင်ခဲတဲ့ဒီ pen လေးကိုစောင်းယူလိုက်တာနဲ့အမြင့်စံလေးကအလိုလိုလေးချွတ်ပေးတာလေးဖြစ်သွားမှာပေါ့နော်ဒီချာရဲ့နော်သတိမထားဘဲနဲ့စက်တိုက်သုံးနေတဲ့အခါစာအနေနဲ့တော့ယူလို့ရသေးတယ်အသုံးပြုလို့ရတယ်ဒါပေမဲ့လို့မြင့်စံကအရန်တုံးနေပြီနော်မြင့်စံကဒီသုံးတင်တာတဲ့ကိုပို့ပြီးတော့မှမြင့်စံကတုံးနေပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနည်းလက်အတိုင်းချွတ်လို့မရတော့ဖြစ်သွားတယ်နော်ဒါကြောင့်မလို့ဒီနေရာမှာတုံးနေကြလည်းဖြစ်တယ်ကျွမ်းကျင်တဲ့လက်ကလည်းမချော်ဘူးဆိုရင်လက်ကလေးနဲ့ဆွဲထုတ်လို့ရတယ်ဒီနည်းလက်ကအမြဲတမ်းတော့လည်းသုံးပါမယ်တစ်ခါတည်းမှာလောလောကူကူနဲ့ရတတ်တယ်တစ်ခါတည်းကျတော့အခုလိုလက်အားသုံးရုံနဲ့မရတဲ့အခြေအနေတွေရှိတယ်ပေါ့နော်ကျတို့ဒီလိုမျိုး tissue paper လေး tissue လေးနဲ့သူ့ရဲ့အမြင့်စံထိပ်လေးကိုတခြားလေးထိပြီးတော့မှ tissue လေးကိုလက်သေးလေးနဲ့ညှက်ပြီးတော့ဆွဲထုတ်လို့ရပါတယ်အခုနော်အခုဆိုရင်နည်းနည်းလေးချော်သွားတယ်အော်ရပါပြီဒီမှာဆိုရင်မြင့်စံလေးကအပြင်ကိုရောက်လာပြီဖြစ်ပါတယ်နော်ဒါကတော့ tissue လေးတောင်းလိုက်တဲ့ပုံမြန်လာတာပေါ့နော်လက်နဲ့ဆိုရင်တော့နည်းနည်းလေးချော်တတ်တယ်အခုကျတော့လက်နဲ့နော်ဆက်တက်ကြည့်မယ်နော်ဒီဒါပြန်ထည့်လိုက်တာလက်ကလေးနဲ့ဆွဲထုတ်ကြည့်ပါမယ်လက်နဲ့ကတော့ကန်ကောင်းရင်ရမယ်ပေါ့နော်မရဘူးမရတော့နော်လက်နဲ့အခါတိုင်းမရဘူးတစ်ခါတည်းလက်နဲ့ဆွဲထုတ်လို့ရတယ်မနေ့ကဆိုရင်လက်နဲ့အခုကျလက်နဲ့ပြန်ရောက်ပါပြီဒါပေမဲ့လက်နဲ့ကတော့အနေနဲ့များတယ်အခုလိုမျိုးကိုကမင်းစံကိုပြန်သုံးချင်သေးတယ်ဆိုရင်နော်ဘေးကိုလွှင့်ကြတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ဒီနီလာလေးကကြတော့အခုလိုမျိုး fan holder မပါဘဲနဲ့ဒီ fan holder clip ကိုသွားပြီးတော့သုံးပြီးတော့မှမင်းစံလေးလို့မရတဲ့သူတွေအတွက်အဆင်ပြေတဲ့နီလာလေးပါအဲ့ဒါကတော့ဒီ tissue paper လေးကိုသုံးပြီးတော့မင်းစံလေးကိုထည့်ယူပြီးတော့မှဆွဲထုတ်တဲ့နီလေးပဲဖြစ်ပါတယ်နော်အခုဆိုရင်မင်းစံအဟောင်းကလည်းမရှိတော့ဘူးဆိုတော့ဒီချက်ကနော်ဒီ fan holder ထဲမှာတင်ထားတဲ့မင်းအသက်လေးမင်းစံအသက်လေးညက်အသက်လေးကိုလဲမှာဖြစ်ပါတယ်နော်ဒီ holder လေးလည်းအစားတော့လုံးဝမဖွင့်တတ်ဘူးနော်တော်တော်လေးဒုက္ခရောက်ခဲ့တယ်သူကဖိပြီးတော့မှလှည့်ယူရတာပါအားသုံးပြီးတော့မှလှည့်လိုက်ပါမယ်အခုလိုမျိုးလေးလဲထွက်လာပါတယ်အဲ့လိုလဲလာပြီဆိုမှဆွဲယူထုတ်လိုက်ပါဒီထဲမှာဘယ်ငွေကလေးကသူတို့ပေးထားတဲ့ထည့်ပေးထားတဲ့ nip အပေါ်တွေအများကြီးပါပါတယ်နော်10ချောင်းသူတို့ပေးထားပါတယ်အဲ့တော့ဒီကောင်လေးတော့ဒီမှာပဲနော်မြင်စက်ထိပ်ပူလေးကဒါလေးကစာရေးရမယ့်ပဲဖြစ်ပါတယ်နော်ဒီမြင်ချောင်းရဲ့အထည်လေးမှာပေါ့နော်ဘယ်နဲ့အထည်လေးမှာဒါလေးပေါ့ပေါ့လေးထည့်ပြီးတော့မှထည့်ပေးလိုက်ရပါပြီခဲဒါဆိုတော့စာရေးရတာပို့ပြီးတော့မှချုံးမွေ့သွားပြီဖြစ်ပါတယ်ပြီးရင်ဒီအဖုံးလေးကိုပြန်ပိတ်ပေးရပါတယ်ခုမြင်စံပူလေးကိုဒီဖန်ဟိုဒါလေးပြန်ပိတ်တော့မယ်ဆိုရင်အလဲပဟိုလေးမှာမြင်စံလေးတွေညက်နေလို့အဆင်မပြေဘူးပေါ့နော်ဘေးလေးမှာနေရာလေးရွှေ့ထားပါမယ်ပြီးရင်သူရဲ့ဒီအလဲပဟိုတက်တက်လေးကိုချိန်ပြီးတော့မှပြန်ပြီးတော့မှစောစောကလည်းဖိအားလေးနဲ့ဖိပြီးတော့ချက်လှည့်ပေးလိုက်ပါမယ်ဒါဆိုတော့ရပါပြီအခုဆိုရင်မြင်စံအသက်လေးလဲပြီးသွားပြီဖြစ်ပါတယ်မြင်စံအသက်လေးလဲထားတဲ့အတွက်ဒီလိုမျိုးမြင်စံလေးပုံမှန်တိုင်းပေါ့နော်ဒီလိုချွန်ချွန်လေးဖြစ်နေတဲ့အချိန်မှာကျတော့မြင်စံကိုဒီလိုမျိုးဟိုဒါစီကနေထုတ်လို့လွယ်သွားပါပြီဒီမှာဆိုရင်ကျွန်တော်ကဒီသူ့ရဲ့ဒီဆီလီကွန်နေရာလေးကနေကန်ပြီးတော့မှပေါ့နော်ဒီကောင်ကိုထည့်ကြည့်လိုက်မယ်အဲ့လိုဆိုရင်နည်းနည်းလေးကိုအတွေ့အကြုံရပါတော့ဒီနေရာကနေကန်ပြီးတော့မှကလစ်လေးတွေကိုသွားထည့်သူ့ဘာသဘောမှမသိတော့ဖိအားနည်းနည်းလိုလာလားမသိဘူးဒီကျတော့အမျိုးမျိုးစမ်းတက်ကြည့်တဲ့အခါဒီဆီလီကွန်နေရာပြီးတော့မြင်စံဒီလိုမျိုးအဖျားကနေဒီသူ့ရဲ့လက်ထုအပေါက်လေးတွေကိုဝင်အောင်ထည့်ပြီးတော့မှဆွဲထုတ်ရင်ဘယ်လိုမှမရဘူးပေါ့နော်အဲ့တော့ဒီဖန်ရဲ့အရှိဆုံးပေါ့နော်ဒီမြင်စံဦးထိန်သားလေးကနေတာပြီးတော့မှကန်ပြီးတော့မှဒီလေးကိုထည့်လိုက်တယ်အဲ့မှာအားလေးနည်းနည်းစိုက်ပြီးတော့ဒီဇိုင်းလေးဆွဲယူလိုက်တယ်အော် click ဆိုပြီးဒီထဲမှာအခုဆိုမြင်စံလေးဒီထဲမှာကျန်နေခဲ့ပြီတထုဟိုဒါလေးဒီတထုလေးထဲမှာဝင်စမ်းနေခဲ့ပြီပေါ့နော်အဲ့တော့ဒီနီလန်လေးကအခုလိုမျိုးအဆင်ပြေပါတယ်ဒါပေမဲ့ဒါကဒီကျတော့စမ်းတက်ပြတာပေါ့နော်ဒီလိုလုပ်ချင်အခဏတိုင်းဒီလိုမျိုးလုပ်မယ်ဆိုရင်တော့မင်းရဲ့ချုံးမွေးလေးအားနည်းနည်းတော့ဒီနားလေးတွေမှာပေါ့နော်မင်းထိတ်လေးနည်းနည်းပွားသွားတာနောက်ဒါကြောင့်ခဏတိုင်းတော့မလုပ်သင့်ဘူးပေါ့နော်ဒီနီလန်ကတော့ဒါကဟိုဒါဒီဖန်ဟိုဒါရှိတဲ့သူတွေအတွက်ပေါ့နော်